ကျွန်တော်ကိုခဏခဏမေးကြတယ်ပေါ့နော်ဘာဖြစ်လို့မိဘကောလိပ်ကစီရန်တတနေရတယ်ပေါ့နော်ဆိုတော့အဖြေကရိုးရိုးလေးပါကျွန်တော်တို့ကတင်တန်းတွေကိုပေါ့နော်ဈေးနှုန်းတက်တာဆိုတာနဲ့ပို့ချပေးနေရမဟုတ်ပါဘူးမြန်မာလူငယ်တွေရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်အောင်အခွင့်အလမ်းတွေကိုကျွန်တော်ကဖန်တီးပေးနေတယ်အနေနဲ့ကျွန်တော်ကဒီလိုပို့ချခြင်းဖြစ်ပါတယ်ကျွန်တော်မိဘကောလိပ်ရဆိုလို့ရှိရင်2015ကတည်းကအိမ်မက်ရှိခဲ့တာဘာလဲဆိုတော့ပညာသင်ဖို့ငွေကြေးဆိုတဲ့ဟာကအဟံတာတစ်ခုမဖြစ်စေအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီအခြေတစ်ခုထားခဲ့ပါတယ်ဘဝမှာ17နှစ်ဆိုတဲ့အတိုင်းတာစာလေးပါဒါပေမဲ့လူငယ်ပေါင်း3000ကျော်ကိုကျွန်တော်တို့17နှစ်အတွင်းမှာကျွန်တော်တို့ဘွဲတွေဖန်တီးပေးခဲ့ပြီးပါပြီမိဘကောလိပ်ရဲ့ဒီညီမရဲ့ပန်းတိုင်17နှစ်ကာလအတွင်းမှာကျောင်းသားကျောင်းသူပေါင်း3000ကျော်ကိုကျွန်တော်တို့ဒီဘွဲလင်းတဲ့စင်မြင့်ထက်မှာအောင်မြင်စွာကျွန်တော်တို့မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်အောင်မြင်မှုဆိုတာကျွန်တော်တို့ဒီတိုင်းရက်နေလို့မရပါဘူးခက်က AI ခက်ဖြစ်နေပါလေနော်လူငယ်ဒီလုပ်ငန်းရှင်တွေနောက်ကျန်ငယ်လုံးပဲဖြစ်ပါဘူးဒါကြောင့်ကျွန်တော် AI powered နည်းပညာနဲ့ပတ်သက်တဲ့ဒီအသက်တာဆုံး program တွေကိုကျွန်တော်တို့ဘက်ကထပ်မံဖြည့်ဆည်းလိုက်ပါတယ်17နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မိဘမြစ်တာ928ကိုအခြေခံထားပြီးတော့ကျွန်တော် program အသစ်တွေလည်းထပ်မံတိုးချဲ့ထားပါတယ်အိမ်မက်ဆိုတာလူတိုင်းမြင်မဲ့နိုင်ပေမဲ့အကောင့်ထဲပေါ်နိုင်သူတကယ်တော့ရှေ့ကိုပို့ပြီးတော့တလန်တိုးပွားမဲ့သူတွေပဲဖြစ်ပါတယ်ဆိုတော့အောင်မြင်မှုခီးစဉ်ကိုဖန်တီးဖို့အတွက်မိဘပါလိမ့်တဲ့အတူတူကျွန်တော်တို့ ਨੇ လက်တွဲစတင်လိုက်ပါ